ဘုရားခင်ပြန်လည်ပို့ဆောင်တဲ့အတွက်ချင်းတို့ဘုရားကျေးဇူးကိုချီးမွမ်းပါတယ်ဒီကွာရှိတဲ့တောင်းခံဆရာဆရာမများတဲ့ကွာဒီကျေးဇူးအားလုံးဘုရားခင်ရဲ့ချစ်ကောင်းခြင်းတွေနဲ့တင်ပြပါပေါ်မှာပြည့်စုံတဲ့ပါစေအာမင်ဒီနေ့တော့ဖခင်ညာနေဖခင်ညာနေဆိုတော့တမထားတာပေါ့ဒါကတော့ဒီတမထားတာနော်ဟိုပြီးခဲ့တဲ့မိခင်ညာနေဆိုတာကျုံနေနော်ဆိုတော့နေ့ရက်တွေကတော့ဒီတမထားတာနေ့ရက်ကလည်းအုပ်စိုးဖို့မဟုတ်ဘူးလူကလည်းနေ့ရက်ကိုအုပ်စိုးဖို့ဖြစ်ပါတယ်ကျွန်တော်တော့သိများလို့ဟိုနေ့ကြီးနေလို့သိဆွဲတဲ့မထားတော့ကျွန်တော်ဆွဲရအမြဲတမ်းသခင်ပြားနေဆွဲတယ်ခင်ပြားနေဆိုတော့လည်းမှာခင်ပြားရဲ့ထောက်နိုင်တဲ့ဆိုတော့ဒီရာကျွန်တော်တို့ပါဠိကောင်းထူးချင်တာဖြစ်ဖို့ဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်ကလူမှုကောင်းဝင်ချင်မှနေတဲ့လူမှုတိုင်းဝိုင်းမှာနေတဲ့လူတွေနဲ့တူဘာရပြီးသွားလာတယ်ဆိုတော့လူနားလေတဲ့အရာလူလက်ခံတဲ့အရာနားလေလွယ်တဲ့အရာလက်ခံလွယ်တဲ့အရာနဲ့ကျွန်တော်မှရှိရပါဘာလို့ဆိုတခင်ယေရှုခရစ်တော်ဘုရားကိုရိုနာလူစားပြီးတဲ့ခံတာနော်သူရဖျားပကတိအစစ်တိုင်းလာလို့ဆိုရင်တော့လူတွေကဘယ်သူမှလက်ခံနိုင်မှာမဟုတ်ဘူးနော်ကြောက်ရင်မှာတကယ်တမဟောင်းရဆိုရင်တော့အနေရရှိတယ်နော်လူတွေတည်သွားမှာဆိုတော့လူတွေလက်ခံနိုင်တဲ့အခြေအနေတွေတိုင်းကလူစားပြီးခင်ပြီးတော့လာတယ်ဆိုတော့ကျွန်တော်တစ်ခါတော့လည်းဒါလေးတွေတော့တက်တာလည်းမှရှိရပါတယ်ဆိုတော့ဘာလဲကောင်းကင်အဖရဲ့လုံသား Father's heart နော်ကောင်းကင်အဖရဲ့နှလုံးသားအကြောင်းတစ်ခါမှာညီမညီတဲ့ကိုငါရုံချင်ညီမညီတဲ့အများကြီးနော်ဒါလည်းတခြားနေရာနေလာတာတေးတော့အဲ့ဒါနဲ့သူပြောပြစကားကြုံနေစကားတွေပြောပြဝိညာဉ်တော်ကပေါ်ပြရတယ်သူ့ပြောနဲ့ခဏနေတော့ပါကလေးလိုပဲရှိုက်ကြည့်ကြည့်တကယ်နဲ့မူပါတော့ရှိုက်ပြီးတော့မူတာကြီးကျယ်ချုံဝဲချပြီးတော့မူတာနဲ့ဟာဟုတ်လားကျွန်တော်လည်းပြောတာဘာမှတလောက်ဟိုလေထူးလည်းဘာမှမဟုတ်တော့ကောင်းကင်ဖရဲ့ဖျားခင်ရဲ့နှလုံးသားဖျားခင်ရဲ့နှလုံးသားမှာရှိတဲ့အချစ်ကိုပြောပြတယ်ဆိုတော့ဒါနဲ့ပြီးတော့ခဏနေတော့ဆုံးအောင်ဝင်လာတယ်သူစတောင်းလေးလို့တလည်းမို့တိတ်တော့နေတယ်ဘာဖြစ်လို့မို့လာလဲအဲ့လိုချစ်ချင်အောင်ဘာဖြစ်ပါဟိုဘာဖြစ်လို့လဲခံစားရတော့ဘာဖြစ်လို့လဲဆိုသူ့အဖေကဆုံးသွားတယ်ဒါပေမဲ့သူကလည်းအသက်ပြည့်စုံပြီငယ်မှာဆုံးတာမဟုတ်ဘူးပေါ့နော်အသက်ပြည့်စုံပြီမှာဆုံးတယ်သူကပြောတာသူ့ဖေကသူပြောတဲ့ပုံစံရဆိုတဲ့ဆုံးတာပေါ့ဖေကနော်အဖေဆိုမရဆိုတော့အဖေရဲ့မြတ်တာအချစ်ပြုစုခြင်းကျေးဇူးပြုခြင်းသူ့ဘဝတည်းမခံစားရတော့အဖကောင်းကင်အဖရဲ့နှလုံးသားအချစ်ကိုပြောပြတဲ့အခါသူကအထဲမှာနာကျင်တာပေါ့နော်ဒါနဲ့သူကငိုကြွေးတယ်ဆိုတော့ကျွန်တော်လောကမှာဖေးတွေမျိုးရှိနိုင်ပါတယ်နော်တချို့လည်းရှိဦးမယ်တချို့လည်းဖေးမရှိတော့ဘူးရှိခဲ့တဲ့ဖေးကကောင်းတဲ့ဖေးလည်းဖြစ်မကောင်းတဲ့ဖေးလည်းဖြစ်တယ်အရှင်ဘာသာဘိန်းစားလည်းဖြစ်တတ်မယ်ပေါက်ပြန်ပြစီတဲ့သူလည်းဖြစ်မယ်ဒုတိယမောင်လည်းဘုရားနဲ့နေပြီးတော့မိသားစုကိုတောင်းချင်ပြီးတော့ဥဆောင်တဲ့တကယ်ကိုဘုရားတခင်ရဲ့သူအနေနဲ့လည်းရှိခဲ့တယ်ဒါပဲဖြစ်နော်ဘယ်လိုပါပဲဖြစ်ပါလောကမှာဇာတိအဖြစ်သူအဖြစ်ပြည်တွေမြောက်များစွာပုံစံမျိုးစုံဇယက်မျိုးစုံရှိခြင်းမရှိခြင်းတဲမှာရှိပေမဲ့စမှန်တဲ့ယုံကြည်ပြသမှုတွေအတွက်အကောင်းမြတ်ဆုံးသောအဖေကတော့ကောင်းကင်ပါပါတယ်ဖြစ်တယ်။ကောင်းကင်ပါအကောင်းဆုံးအစမှန်ဆုံးဘယ်တော့မှလည်းမသိဆုံးဘူး။ကိုယ်ဆုံးခြင်းလည်းမရှိဘူး။ဆိုရဲဆိုတာလည်းဘာတစ်ဖက်ရှိတော့မှတွေးစရာမရှိဘူး။စမှန်တဲ့လုံခြုံမှုစမှန်တဲ့ကိုယ်ကစမှန်တဲ့မြတ်သိမှုလွေးတဲ့မှုမြတ်တာပြီးမှကျေးဇူးနောက်ဆုံးသူရဲ့ချစ်ခြင်းကိုတတ်သိထူတာပါဘာလို့လဲကျောင်းစာငါတို့ဒီအပြည့်ရှိစင်တယ်
အဖြစ်ရှိစဉ်ပဲနော်နောက်မှရမှာမဟုတ်ဘူးနော်လူကောင်းဖြစ်လာမှအဖြစ်တွေကိုပေါ်ပြဝင်ချတောင်းမှစွန့်ပြစ်မှအဖျားတဲဘက်ကိုပြန်လက်လာမှလို့ပြောချတာငါတို့ဒီအဖြစ်ရှိစဉ်ပဲခရစ်တော်ဒီငါတို့အတွက်ကြောင့်အသေးခံတော်မူသည်ဖြစ်၍ဖျားပြည်ငါတို့ကအဘယ်မျှမှချစ်တော်မူသည်ကိုထင်ရှားစွာပြရမည်ရောမငါရှာဆိုတော့အဖြစ်ရှိနေတဲ့ဒီလောကမှာဟိုအပေါ်မှာပြောတယ်လေဒီကျမ်းစာမှာပြောတယ်သူတော်ကောင်းအတွက်ကြောင့်အသေးခံဝင်သူရှိကောင်းရှိပြီးမှန်စေတော့လူစိုးတော့ဘူးမှသိခံဆိုတော့ကျွန်တော်တို့ကဘုရားအောင်ဆိုင်နော်ဘုရားအောင်ဆိုင်တို့ချန်ခံရတဲ့အခါမှာဒီပြအများကြီးပြောတာလေအမလေးဘုရားဆိုင်ငါသိလို့ရတယ်သိပြီးတော့ချင်ပါလေဆိုတော့အများကြီးပြောတယ်တော့တရားနဲ့မြောက်တယ်မဟုတ်ဘူးလေဆိုတော့နိုင်ငံအောင်ဆောင်တော့တို့လည်းဟိုယူပေးမဲ့ဖခင်နော်တိုင်းပြည်ရဲ့သူရဲ့ကောင်ပြီးလို့ဆိုတော့သူ့စားတော့တေမဲ့လူရှိတာပေါ့ဟိုဘိန်းပြစိတ်ရောတော့လမ်းဘေးလဲနေတဲ့ဒီချက်သမားတွေတေပေးမဲ့ဆိုမလို့တရားလိုက်တော့နည်းနည်းသေးတော့ဟုတ်တယ်အဲ့လိုပြောတာလူစိုးတက်ကတော့ဘူးမှသိမခံနိုင်ပါဘူးတေဟုတ်လားပြောအားလို့တေရမှာလေဆိုနော်ရန်တော်မှဖြစ်အောင်လေဒါပေမဲ့အေးကောင်းကင်ဖာတော့လူစိုးဖြစ်တဲ့အဖြစ်များတဲ့ကျွန်တော်တို့အတွက်ပါတော့အသေးခံစီခြင်းအပြင်ချစ်တဲ့သူ့ရဲ့အချစ်ကိုတတိထူတာဖြစ်ဒီလိုဖခင်ရှိပါတယ်အဲ့လိုဖခင်တွေကနေပြီးတော့သူတို့ရဲ့ဒီနှလုံးသားကိုရရှိခံစားတယ်ဓမ္မရာဆိုရင်ဒုတိယဆောင်အခန်းကြီး18အခန်းကြီး32နဲ့33ဘာချင်ပါလဲဓမ္မရာဆိုရင်ဒုတိယဆောင်အခန်းကြီး7sorry အခန်းကြီး18ဓမ္မရာဆိုရင်ဒုတိယဆောင်ဆိုတော့ဘာလဲ second sermon ဖြစ်မှာပါနော်အခန်းကြီး18အခန်းကြီး30နဲ့33ရှင်ဘုရင်ကငါသားအဘရှလုံသည်ဘေးလူဤတော်မေးတော်မူသောကုရှိကအရှင်မင်းကြီးရန်များကိုရောကိုညှင်းဆဲခြင်းကပုံကံသောသူများအပေါင်းတို့သည်ထိုလူတွေကဲ့သို့ဖြစ်ကြပါစေတော်ဟုပြန်လျှောက်၏ရှင်ဘုရင်သည်လည်းအလွန်ကျင်မာသောစိတ်ရှိသဖြင့်မြို့တကားအပေါ်၌ရှိသောတဲသို့တိတ်၍တက်စဉ်တွင်အိုးငါပါအဘရှလုံငါပါအဘရှလုံတင်ကိုစားနာမသေးပါလေတကားအိုးအဘရှလုံငါပါဟုငိုကြွေး၏ကျွန်တော်စကားအားလုံးသိပါတယ်နော်ဘာရှလုံရဲ့အကြောင်းဒါဝိဒ်ကများရှိတော့တားတွေဝေးတာဖေယူမေဝဲဆိုတော့ဘာရှလုံကတဖေတမေရဲ့မေကျူရဲ့နမတယောက်ရှိတာမှာအဲ့ဒါဟိုတဝမ်းခွဲအကူကမေမကျူတဲ့အကူကအသေးရှုံချလို့စော်ကားလို့သူစိတ်လာတနစ်ကျော်မှမေတော့ပြီးဒီကိစ္စမေတော့ပြီးဆိုတော့အဖေစီမဝင်ပြီးတော့အဖေကျွန်တော်ဟိုမြို့မှာသုံးတွေဝေးထားတယ်အဲ့ဒါသုံးဝဲညက်ချင်းခံကြတာအဖေသားတွေထွက်လိုက်တော့ကျွန်တော်ကိုယ်တွေခေါ်သွားမရစေသူလိုချင်တဲ့လူဝင်နဲ့တက်ပြီးတော့နော်ဆိုတော့ဒါဝိကအေးဟုတ်ပြီခေါ်သွားလိုက်သုံးဝဲနဲ့ဝယ်သွားခိုင်းပွဲလုံးနေတော့သူ့လူတွေမှာသူ့တပည့်တွေဝေးတာနော်အဖေကျွန်တော်ကန်ဆာဟောခဲ့တယ်ဘာကန်ဆာတပည့်တွေဝေးတာတော့တဲ့တော့အဲ့ကောင်ပဲအသေးချာမနှောလို့ဆိုရင်ဆိုတော့အချက်ကြတာတင်းတဲ့သုံးဆိုတာသူ့မှာအရင်လေးကိုအသေးရှုံချတယ်မေခွဲကိုတက်ပြီးသူပြန်လာရင်တော့ဖတ်နေတော့ကျုပ်စနေပြီးတော့ချမ်းဟာတောင်းကြတော့ချိန်ခွဲတယ်တားရီကုန်သိပြီလို့ထင်တယ်တားရီပြေးလာတော့အသေးဘူးအဲ့ဒီအောင်ပဲသိတယ်ဒါနဲ့အသေးအောင်ဇာမနာတွေလည်းလုပ်ပေးတာပေါ့လေအချိန်တော်ကတော့တော့နေတော့သူအဲ့တားအတွက်ဝမ်းနေကိုဆွေးချင်တော့မြောက်တော့ထောင်းရချင်တယ်ပါရှိတော့နော်ချင်တယ်ဒါနဲ့တော့လုံမြောက်တော့ဘာရှိလို့ခေါ်ချင်မခေါ်ဘူးကွာနော်ညစာအိမ်နေနဲ့ဖတ်နေဆိုတော့လွမ်းနေတွေ့ချင်သူတတိယဘကောင်ကတော့သွားတယ်ငါဘာတည်ဒီကိစ္စဒါနဲ့ prophet နဲ့ညှိပြီးတော့ငါစံတခုစီပြီးတော့ဘာရှိလို့ပြန်ခေါ်အေးဘာခေါ်ခဲ့ပြီးကိုယ်ခေါ်ဒါ
နဲ့သူ့ရဲ့အချစ်ကိုအပြင်းအောင်ထုတ်ပြမထုတ်ပြသူတားချစ်တယ်တော့ဘယ်ရှိတော့နွမ်းပြောကိုတက်ပြီးတော့ကြီးရနော်လိုက်ဖဲတော့ပြောခုဒါဝေးကတဲနေစီကဟိုတယောက်ရဲ့ကိစ္စအားလုံးပြီးသွားပြီငြိမ်သွားတဲ့ခါကျတော့နွမ်းဘယ်ရှိတော့ဘေးလုံတော်ပြီနော်ယုံမအောင်သိစစ်သူကြီးတော့မှာအဲ့ဒါသူဘင်းစိတ်ကိုသိလို့သူက prophet နဲ့ဇာတ်လမ်းဆင်ပြီးတော့မှဇာတ်လမ်းတော့ပြောခိုင်းပြီးတော့မှအဲ့ဒါဘယ်ရှိတော့ပြန်မဟုတ်လို့ဘယ်ရှိတော့ရောက်ဘယ်ရှိတော့ရောက်လာကြရတယ်သူကအဖေပြန်လာတော့မြောင်နိုင်တော့မှနေရတယ်လေအဖေကတားချစ်ဒါပေမဲ့မထုတ်ပြဘယ်ရှိတော့မှလည်းစိတ်ခုန်တယ်လူတွေကိုစီးအောင်တော့တာတိုင်းပြည်သားတွေနှလုံးသားကိုခိုးတယ်ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲနော်နာတော်လာတဲ့အမှုကိစ္စနဲ့လာတဲ့လူရှင်ပြန်လက်ဆောင်ပန်းလာပေးတဲ့လူအခွန်လာဆက်တဲ့လူသူကခါတဲ့နာတော်ဘာဝမှာပခုံးဖဲပြီးတော့နန်းရှုံပြီးတော့လူတွေကိုခါတဲ့ပြောတော့အေးဘာကိစ္စလာလဲကျွန်တော်အမှုကိစ္စအတွက်ကျွန်တော်ဒီဟာပြောသွားတယ်အေးကွာဒီတိုင်းမှာငါဘင်းဖြစ်ချင်မင်းကိစ္စကိုအမှန်တိုင်းလာတော့ပြီးမှာအခုကတော့ကွာဒီနဲ့ဒီတရားကိုကြည့်ရမယ်ဘာမှလုပ်ပြရမလို့ပါနဲ့ကွာတော့အားလုံးလူတွေလုံးဝခေါ်နှစ်ပေါက်လာတယ်လူတွေအားလုံးစိတ်ထဲမှာဘာရှိတော့ဒီတော့ဘောကောင်းတယ်ကွာအစ်စံအရှင်မဖြစ်ရတဲ့နာတို့ဖက်တဲ့ကိကျိုးဆိုတဲ့လို့စတဲ့အခုစီစဉ်ထားတာပါရှိတော့ရေပေါ်ရည်ကစီယုံလာတယ်ပါအေးကောင်းဆောင်ပြစီနေတာစီယုံလာစစ်သူကြီးရဲ့ချိုးလဲစီယုံလာတယ်ဂျော်လာရမယ်လို့တော့တော့ကန်တယ်အချိန်တန်တော့သူကဟိုးမြို့တစ်မြို့တွားပြီးတော့မှထာဝိကိုအကြံပေးဟိတော့ဖေးလာပါသွားတယ်ဘရှင်ရဲ့အကြံပေးတော့အကြံပေးအမတ်ဟုတ်လားရှင်ရဲ့အကြံပေးအမတ်နိုင်ငံကြီးနိုင်ငံလိုပါပဲနော်နိုင်ငံကြီးကအခုကျွန်တော်တို့ကဒီလဲတော့ဆိုတော့နိုင်ငံကြီးအရှုပ်ထွေးဆုံးချိန်ပဲနော်အဲ့လိုပဲလုပ်ကြတာအကုန်လုံးဒီလိုမှွေလိုက်တာပါဆိုတော့အဲ့ဒါတွားပြီးတော့ပုံကံမှုဖြစ်တယ်ဒါဝိစကရှာဟောဘာရှင်တော်တိုက်တဲ့တော့တိုက်ဂျေရုဆလင်တော်ရောက်တယ်အဲ့တိုက်ကစပွဲရပြေးလာတယ်ပြော။အော်ရှင်မင်းကြီးပုံကံမှုဖြစ်တယ်။ဘာရှင်တို့ပုံကံနေတယ်။တော်လာပုံကံကြီးရှင်မင်းကြီးကိုတိုက်သိမ့်ပိုက်ဖို့ကျွန်တော်စမြုပ်လာပြီဆိုတဲ့က။ဒါဝိကကဲဒါဆိုတော့ကျွန်တော်စမြုပ်ရည်စုပ်ပင်းနဲ့စုပ်ခေါင်းနဲ့မြို့မပျက်စီးဖို့အတွက်ကျွန်တော်စမြုပ်ကဘုရားဘုန်းတော်တရားမြို့ဖြစ်တယ်။ပြည်နေတဲ့တာရှေ့အောင်မြို့ဖြစ်တယ်။မြို့မပျက်စီးဖို့အတွက်ငါစုပ်ခေါင်းနဲ့ဝိညာဉ်လူအားလုံးမှာဒီဘောရှိတယ်ဒီဘောရှိတယ်အစိုးအဖြစ်အရှုံးမခံနဲ့အကောင်းအဖြစ်အစိုးကိုနိုင်လို့ဒီလိုလေကျွန်တော်ပြောနေကြလို့မလဲဒါဝိနဲ့ရှုံးကအကြီးဒါဝိကအငယ်ဒါဝိပြည့်တော့မှာနော်ဒါဝိတော့အငယ်မို့လို့ပြည့်ရရှုံးကလက်ရှိပြည့်နေဆိုတော့နောက်ရှောင်းလို့တော့ဒါဝိကောင်းကောင်းဆိုရှောင်းလို့ထဲမှာ jealous ဖြစ်ပြီးတော့မှဒါဝိလိုက်တာဒါဝိပေးရ20ကျော်30လောက်ပေးရတာတော့မှနောက်မှဖျားပေးတဲ့အစရရှိပြီးသားဆိုတော့သူကရစားလေးပေါ်မှာပြင်ဖြစ်တာအခုကျတော့ဘာရှိလို့နာအငယ်ဒါဝိကအကြီးဟိုမှာတော့တနေ့နေရောက်မှာဒီမှာသားနဲ့ဖေးသူကပြင်းဘယ်ရင်လဲဟိုတော့တော့ပြင်းမဟုတ်ဘူးဘယ်ရင်လဲကြီးတဲ့ကြီးအခုလည်းဒါဝိကပြင်းရဘုရားလူတွေအခါခါကျတော့ဝိညာဉ်ရေးရမှာပြေးရဒါနဲ့အဲ့ဒါအောင်နိုင်ခြင်းတယ်ဟာလေလုယာအောင်နိုင်ခြင်းတယ်ပြေးရတာကျွန်တော်ကလူတော်နဲ့တုံ့ပြန်ခြင်းတဲ့အရာနော်မတော်မတရားဆိုကိုမကနိုင်ရတော့ဖြောက်ပြီးဒီကိစ္စတတ်မတရားဆိုတော့ကျွန်တော်လူတော်နဲ့တုံ့ပြန်ခြင်းမဟုတ်ဘူးဖျားပြီးဘာပြောလဲပြေးချင်တာလည်းရှူပြီးပြေးတာပြေးလိုက်အချိန်နဲ့ခါမှအဲ့ဒီညာပေါ်လာလိုက်သူရဲ့အမှန်နော်အခုလည်းဒါဝိကပြင်းသူရဲ့အချံလေးကိုထားတယ်အချံလေးနောက်အမှတ်တယောက်ရှိတယ်နော်ဟိကောပိလာပါသွားတယ်ဘာရှောင်းတက်လာအလုံးသိမြို့သိဆရာမလို့တိုက်ဆရာမလို့လေဒါဝိကပြင်းနေဆိုတော့နော်ဒါနဲ့ဘာရှောင်းကဟိကောပိလာကိုပြင်းတယ်ဘယ်လိုလုပ်ရမလဲငါဟောဒါဝိကိုခုလိုက်ရတာဟိကောပိလာအခုလိုက်သူပြင်ဆင်ကြတာမှမရှိဘူးလားဟာဒီမှာတော့ရဲ့အမှတ်ပဲဟေးမင်းကငါပြည့်တကယ်လူချင်းအတိုင်းနဲ့အမှတ်ပဲညားလေရုံးပဲဘာလို့မှပြင်မလိုက်သွားတာဘာလို့နေနေရတာလဲမဟုတ်ပါဘူးကျွန်တော်ကဘီရင်ရဲ့ဝန်ထမ်းပါမှုထမ်းပါတိုင်းပြည်မှာတက်လာတဲ့ဘယ်ဘီရင်မဆိုဘူးသူတက်တယ်ကျွန်တော်လည်းတော့ပြင်ပါပဲကျွန်တော်ကတက်လာတဲ့လူအောက်မှာဝေခံဖို့လား
ဒါလေးနဲ့ပြောလိုက်ဟလားဒါဝိကတကယ်တော့သူ့ကိုဝတ်ထည့်လာခဲ့ကဲမင်းတို့ပြောစမ်းပါကွာအခုလိုက်ရင်ကောင်းတာနားကောင်းတာကိုတော့ရှင်ကြီးဘာရှင်တော့တတိထားအခုကိုရောရဲ့အဖဒါဝိကတားငယ်တောက်တဲ့ဝိပါဖြစ်နေပါလေကြားနာတော့နော်အနာရပါတယ်ကြားနာဖြစ်နေတယ်ပေါ့အခုချိန်ကွာတိုက်ရင်တော့ကိုရောသူ့ရှိရအားနဲ့တော့လမ်းပြစ်ပြီးတော့မှကိုရောသူနိုင်လိုက်တယ်နောက်တစ်ခုကသူကစစ်ပြေတော့ငယ်ကလေးကကြောက်ချင်ပြီးတာစစ်လိုက်တာဟုတ်တော့ကိုဒီတညတော့နေတဲ့နားတဲ့အဲ့ဒီကြောင့်တော့တိုက်တာဒီကတော့ဘယ်ဟုတ်လဲဟိုဘက်မှာပြင်ဆင်ချိန်ရှိအောင်သူတို့ထားလိုက်တော့ပဲအချမ်းနေလိုက်တော့လက်ဖြန်နေကြတော့စစ်ပြင်ဆင်ကြတော့ကဲအမရှောင်းလိုက်လေအဝင်းတော့အဝင်းပြေးနေတာအဝင်းလေရွာပါစစ်ပြင်ဆင်စစ်တိုက်ရှင်းတော့ကောင်းကင်ဖာညောလာလို့စစ်တိုက်တော့နေပြင်ဆင်တော့ဘူဂျူရွာပါတော့စစ်သားအားဒါဝိကစကားခေါ်မှာစစ်ပွဲ၌တင်တို့သည်ငါသားကိုဖြင်းရင်းစွာပြုကြတော့မတတ်ပါနဲ့အသက်ကိုချလာပေးပါသူသိတယ်ဒါဝိကလည်းပြင်းနေတာပြီးသွားမှာဒါကသူဒီစကားပြောတယ်ထောင်ပြန်တော့အလိုရှိရင်ဒီရုပ်ကိုငါပြန်ရောက်ဖို့သူ့ကိုဖူးပြဖို့ပြန်ပို့တယ်ကွာဒါဝိဘဝတာရှောင်းလုံးလေးအကက်ခဲလေးငါ့ကိုချင်းလေးခေါင်းပါချင်းလေးရန်သူလိုက်တဲ့ဘေးလေးတိုက်ခိုက်ရတယ်အများကြီးကြုံဖြတ်တယ်အဲ့ဒီအရာတိုင်းမှာဒါဝိကစိတ်ချတဲ့သူတယောက်ရှိတယ်အဲ့ဒါဘုရားရှင်ဆိုပဲဟာလေလုယာအရာဆိုဘယ်တော့မှဖြစ်မလို့ရဘယ်တော့မှမဆောင်ထိုင်နဲ့ဘုရားခွဲခံတာမှန်ရင်ဘုရားဆောင်ထိုင်နေတယ်အတာဝိကတော့ဘုရားလို့ရှိတယ်ဘုရားနေတယ်ဒီလိုထားခဲ့တာအဲ့တော့သူနိုင်နေဆိုသိတယ်သူစစ်တဲ့နိုင်နေဆိုသိတယ်သူယုံကြည်တယ်ဘာကြောင့်လဲသူခိုးလုံးကိုးစားတယ်ဘုရားခင်အဖြစ်အဲ့တော့သူမှာလာတယ်ငါသားကိုဖြင်းရင်းစွာပြုကြပါကျွန်တော်အားလုံးအမရှိတော့ပါဘူးအဘရှောဝါမရင်ပုံကန်တဲ့လူဖြစ်တယ်စကားအမှန်အောင်တဲ့လူဖြစ်တယ်ပြည့်ညတ်တွေကိုချိုးပေါက်တဲ့လူဖြစ်တယ်စီရင်စကန်တွေကိုမလိုက်နိုင်တဲ့လူဖြစ်တယ်ကျွန်တော်တို့ကဘုရားစကားကိုနားထောင်တဲ့လူဖြစ်တယ်ဒါကကိုယ်ဆန္ဒနဲ့ကိုလို့ကိုယ်ဆန္ဒနဲ့ကိုတွားပြီးတော့ဘုရားကိုပုံကန်တဲ့သူတွေဖြစ်တယ်ပြည့်ညတ်ကိုချိုးပေါက်တဲ့လူတွေဖြစ်တယ်စီရင်ကိုမလိုက်နိုင်တဲ့လူတွေဖြစ်တယ်ဘုရားရှင်ကမှာထားတဲ့အရာအားလုံးကိုမှာထားတယ်ငါဖန်ဆင်းထားတဲ့ငါရွေးကောက်ထားတဲ့ငါပါရမီတွေအသက်မဆုံးရှုံးစေရဘူးဖြည်းဖြည်းစွာပြုကြပါတဲ့ဒါကြောင့်ကျွန်တော်ရဲ့ကံကြွေးဝကြွေးပြည့်ကြွေးတွေချိန်ချင်းတွေအမြင်လာတွေပြည့်ညက်တရားတွေခံစားရတဲ့အရာတွေအနာယောဂဝိညာအရာအားလုံးပဲယေရှုကိုကားအသက်ပေးခိုင်းလိုက်တော့ဟာလေလုယာအဲ့ဒါကောင်းကင်ဖရဲ့နှလုံးသားဖြစ်ဟာဟာတော့ဖြစ်နေသွားပြီစပွဲတိုင်းကြီးအဘရှလောကရုပ်ချောတယ်နော်သူကဟန်ဆန်တော့ရုပ်ချောတယ်စပင်တာကောင်းတယ်သူစပင်ကတက်တက်နဲ့ဖြတ်ပြီးတော့ရောင်းလာတော့ကအချက်60ဆိုတာရလာတယ်နည်းနည်းတော့ဟုတ်ပဲမဟုတ်ရအခုတော့စပင်ကအဲ့စပင်ကထုံးတာဒါခါကကြာဒီပါလေကိုယ့်ရဲ့အားအချက်ကကိုယ်အားနဲ့ချက်ဖြစ်သွားတယ်မိမိအားအချက်ကစက်စံစာဖြစ်မိရင်ကိုပြုမိရင်အဲ့ကိုအားနဲ့ချက်ဖြစ်သွားတယ်နော်ဒါကြောင့်လို့ဘုရားနဲ့ဟောအားအချက်အားလုံးဘုရားကိုအားထားကျွန်တော်လေပေထရုနဲ့ပေါလုကိုဘုရားသုံးတဲ့ပုံစံကြည့်တဲ့အခါနည်းနည်းအံ့ဩတယ်နည်းနည်းအံ့ဩတယ်ပေထရုကတော်တာတန်တာပညာနဲ့မတတ်ဘူးကျမ်းစာလည်းမချွမ်းဘူးတခင်ဘုရားမကို3နှစ်ခွဲပဲလိုက်ခဲ့တာနော်3နှစ်ကျွန်တော်ပဲလိုက်ခဲ့တာဒါပေမဲ့ဘုရားကလေဂျူးတွေအတွက်ယူဒာလူတွေအတွက်ဂျေရုဆလင်မြို့ချမ်းသာပြီးသုံးတယ်လားလာလိုက်ခေါ်လူတွေကအနည်းဆုံးပြေးရှိနေတာဒီကနာပြတဲ့ဒီကရတာနော်ဆိုတော့သူ့ရဲ့မတက်ကျွမ်းခြင်းသူ့ရဲ့မသိနားမလည်ခြင်းကဘုရားတဘိုးတော်ဖြစ်ပြီးဖို့တဲ့အစဉ်ဖြစ်တယ်ဟာလေလုယာပေါ်လူကြတော့ဂျေရုဆလင်မှာဂါမလီလဆိုတဲ့ဖာရိရှဲဆရာကြီးရဲ့အောက်မှာစက်လေးနဲ့တင်ခဲ့တာနော်အမလေးမင်းငါ့ကိုဘာထင်လဲဒီလိုပြောလို့ရတယ်သူကကျန်းစာလေးကျွမ်းနေပြီးတာရှိမျိုးသားဖာရိရှဲဖြစ်တဲ့တော့တထေးတွေကွာနော်ဘယ်ဆိုရင် background နဲ့တောက်နေပညာနဲ့တက်တယ်အဲ့ဒါကိုလေပါရင်ချင်းမှုယူတိုင်းချင်းမှုပါမသိရဟောလူတိုင်းတော့မတော်မဲ့ဟောကျော်ပေါ်လို့သူဘာမှတော့မရဘူးဘာတော့
ကိုရေးတဲ့မင်းတို့ကလည်းတရားတရားတော့ခိုင်းချင်းနေလေတဲ့ငါတရားတိုင်းကြည့်ရတယ်အဲ့မှာလည်းနှက်ကုန်းလေးတွေပေါ့နော်ဘုရားအတွက်ဟိုဟာလေအဆောင်လေးတွေရှိတယ်နောက်ဆုံးငါတို့မသိတော့ဘုရားအတွက်ဆိုတာရှိတယ်အဲ့ကိစ္စကြီးလည်းတော်တယ်နောက်တော့လေချန်ခဲ့မှာဆိုငါတို့မသိတော့ဘုရားအတွက်အေးငါဘုရားကိုပြောချင်တာဆိုတော့အဲ့ဒါပြောရတာတော့သူကဘာမှတော့မရဘူးဘုရားကလည်းလုပ်တာလေကျွန်တော်အဖေရခင်ဗျာအမေရတော့မှာဒီမန္တလေးဘုရားပါအမေတော့မရှိတော့ကျွန်တော်ခဲ့တဲ့နှစ်30နီးပါးပြောင်းလဲတာထွင်တော့ပထမတော့လေ့လာတော့ပြောင်းလဲလို့မပြောင်းလဲဘုရားတော့မပြောင်းလဲတာနော်ပြောင်းလဲလာတော့အဲ့ဒါဆင်မအလုံးလုံးကိုပြန်တွေ့တယ်နောက်ဘုရားမှာပါဏာတော့ဖြစ်တယ်ဘုရားဆိုတော့ဘုရားမနေတယ်သူပြောင်းလဲတော့မှားတယ်ဘုရားတော့ရဲ့မှာလူအထောက်မောင်ကြီးကွာခဏလေးထောက်သွားပြီနော်လူရောလူတွေကစကားနဲ့ပြောင်းနေတယ်ပါကျွန်တော်ကမေးဟေးမုံရမကောင်းလားဆိုတော့မယ်လို့ပြောတာလေကွာတကယ်တော့တည်တယ်မတော်တယ်လားဘာမှမသိနားမလဲဒီကတော့မြန်တော့လားကွာနော်ကျွန်တော်ကဘာလို့ဝယ်လာလဲငါဆိုတော့မင်းတိုင်တယ်ကွာတိုင်တယ်ဆိုရင်ပါလေဈေးတက်တာဈေးချိုးတာတို့ကမဈေးတိုင်တယ်ဆိုဈေးချတယ်နော်အဲ့တော့ပဲတပိတ်တာမှဆိုင်လို့လေဈေးတိုင်တာနော်ဒီဝယ်လာ30ပဲတိုင်တယ်ဆိုဈေးချတာတို့ကပြောင်းနေနော်အဲ့ဒီကဆိုတဲ့ဘာပြောင်းလဲတော့ကိုကထောင်မောင်လေးနေဘရာကောင်းမောင်ကြီးချင်းနေတယ်မှာနေချင်းခေါအဲ့မှာနေချင်းလေးကျွန်တော်ရဲ့ဆရာတူတယ်တူအဲ့တော့ဘုရားဝါတော်ရဲ့ဆရာကျွန်တော်ဘေးနားမှာနေနေတာဟောတင်းဆရာလေးရှင်ရဲ့မှာဟိုကျွန်တော်တကယ်ချင်းပေါ့အဘေးနားမှာနေတော့မေးလာဟောဒီချင်းနေဆိုတော့နော်ဟိုဆိုတတိယေရှုခရစ်ကြောင့်မိမိကလည်းပါရှင်ရှုပ်ပြီးရုပ်ချင်ဝင်ခံမလားဆိုဟောတော်လာတယ်အားဆိုမြောင်းရရှိဟာကျောင်းသားနားလေတာဘာလို့လဲကျွန်တော်ဆရာဟဲ့ဘာလို့လဲကျွန်တော်နားလေဆရာအဲ့ဒါရောင်းတယ်လို့ပြောနေဆိုဆွဲတယ်တော့ဘာပြောဘလို့အကြီးဆိုတော့အဲ့ဒါလေကျွန်တော်တို့ပြောတယ်ဆရာတို့ကမဟာပြောင်းနေတယ်ဆရာကခိုင်မာတယ်ဖြစ်တယ်ခိုင်ပြောင်းတယ်ရခိုင်ကဆရာတို့တော့အမြင်မှာပါမန်လို့လည်းပြောတာတော့လုံးမအောင်ဘူးကျွန်တော်ရခိုင်သားလေးကြည့်တဲ့ကြည့်ပြရတော့လေကျွန်တော်ကဝိသနာဝေးဝေးလို့ခေါ်တန်တရားရောက်တယ်ကျွန်တော်လည်းအဲ့လိုတော့ပြောတော့တော့ကျွန်တော်လည်းရခိုင်သားပါကြောက်ပြရခိုင်သားဘယ်စာသင်စစ်ပါညာလို့ပြောတော့တော့စိတ်ဆူရလေးဟောလေမင်းကမတတ်တော့မယ်မင်းကမတတ်တော့မယ်ငါ့ကိုတခြားလူလာတော့ရင်လက်ခံတယ်ရခိုင်သားဖြစ်ပြီးခရမ်းဖြစ်တော့လာတော့မင်းကမတတ်တော့စောဘောကြီးတယ်မောင်ရင်လူတင်တာတမျိုးလူတင်တာတမျိုးဘုရားသုံးတာတမျိုးဘုရားကသူသုံးပြုချင်တယ်လို့ပဲသူကြိုက်တယ်လို့ပဲခိုင်းတယ်ပဲသူကြိုက်တယ်လို့ပဲသုံးပြုတယ်ဒါဝိကအဖနှလုံးသားအပြည့်နဲ့ပါတာနော်အပရှိတော်မှာအာသာချက်ရှိရဲဆိုရင်ကောင်းတယ်ကိုအာသာချက်ကဖျောက်အားဟောဖျောက်အားကိုစံတထားလို့ရအမြင်စီတော့စပွဲထဲမှာဝင်လာအပေါ်ကတစ်ပင်နဲ့သမင်းနဲ့ညှိပြီးတော့အောက်ကမြင်ရတယ်ထွက်ပြေးဖလာဆိုတော့တန်းလိုက်ဖြစ်နေတော့သမင်းနဲ့တစ်ပင်နဲ့ညှိပြီးတန်းလိုက်ဖြစ်နေတာအပရှိတော်မှာစက်ကလေးရှုံးလို့အဲ့ဒါဝိရဲ့စတာ3ရောက်ဝရှုံးမယ်ဟဲ့ရောက်ချတော့တော့မလို့နေပါငါတို့ပြင်ကြီးမှာလာတယ်သူ့ရဲ့သားကိုမထီရဘူးပြင်းပြင်းစွာပြရမယ်အဲ့ဒါဆိုစကိုကြောက်သွားကြောက်တာတော့ဘာကြောက်ကြတော့ပြင်းလာပြောနေမင်းတို့ကောင်းတဲ့ဒီမှာတော့ချီကိုတဲ့ထဲမှာတော့ချက်တက်လို့ရတယ်ဘာလို့တက်လဲခုနေရတယ်ဘာလို့တော့ပြောရတယ်အကယ်၍မင်းတို့တက်ပြီးဆိုမင်းတို့ငါစုချအခုပေးစမ်းနော်ယူတော့မှာချောက်တယ်တောက်လိုက်လာတယ်လာ30ရောက်ပို့လိုက်တေရောမရှိတော့ဒါဝိရဲ့သဘောနဲ့ရွာပါရဲ့သဘောကအပရှိတော်မှာလုံးဝမတူရွာပါကသူကိုယ်တိုင်တော့ခေါ်လာတဲ့ဒီတော့ဒီအပရှိတော်မှာသူ့ကိုတက်ပြီးပွဲပြီးတော့လေဒါဝိရွာနေဆိုပြီးတော့ဘာမှတော့ခေါ်လာတော့ခေါ်အောင်တဲ့သူကတစ်ဖက်နဲ့ရှင်ရင်ကိုစက်တိုင်းလောက်တာတော့ပဲအဖြစ်နော်ဒါပေမဲ့အပရှိတော်ကနန်းတော်တော့ရောက်လာတယ်ဂျေရုဆလင်တော့ပြန်လာရတယ်အကုန်တက်တဲ့အဖြစ်တော့အဖေမျက်နှာမြင်ရအဲ့တော့အဖေမျက်နှာမြင်ချင်တော့ရွာမခေါ်တာရွာမအဖေရှေ့ပေါ်တော့သူ့ကိုလည်းခေါ်တာမလာဘူးမောင်ရ3ခါမလာ
ကိစ္စဆက်တာအဲ့ဒါတော့အခုတော့သူကလေးစားချင်လို့ရတယ်အချိန်ပါချာပြည့်ညက်တရားဒီအပြစ်ဒဏ်စီရင်သည့်နေရာတွင်အပြစ်တစ်ခုကြောင့်ဒဏ်ခံစေမှုစီရင်ပြီးကျေးဇူးတရားမူကားအပြစ်များတဲ့ပင်လွတ်စေမှုစီရင်ပြီးဟာလေလုယာလုံးဝမတူတရားရဲ့သဘောနဲ့ဖယားရဲ့သဘောကလုံးဝမတူကောင်းကင်အဖရဲ့နှလုံးသားကဘလောက်အပြစ်များများဟာလေခွင့်လို့ဖို့ကျေးဇူးပြုဖို့ရှိရှေ့သောစိတ်နဲ့တရားအားလုံးကိုရှောင်ပြတယ်ရှောင်ပြတယ်ဒီကိစ္စနဲ့ဒါဝိကြီးသူ့ရဲ့တိုက်ခါသူ့ရဲ့ရှက်သူ့ရဲ့ဖွင့်အားသူ့ရဲ့ရာသူ့ရဲ့နိုင်ငံနောက်ဆုံးသူ့ရဲ့အသက်အမြင့်ရှာဘာရှောင်လာဒါပေမဲ့အဲ့ဒါဘာလို့နိုင်လဲချင်းခွင့်တော့ဘာဖြစ်လို့ဒီလိုလားဘာလို့ရဘာကြောင့်ဒီလိုမှရှိနေတာဒါဝိကယူယူလေးပဲတကယ်တော့ဒါဝိကသူ့ဖိုင်မှာနေတော့အငယ်ဆုံးကအပေါ်မှာအပေါ်ခုနှစ်ယောက်ငယ်ဆုံးကသူ့ကြောင့်နိုင်တာသူ့ကြောင့်ကြီးလာတယ်မကြခင်မှာပဲရှောင်းရဲ့တက်ထဲကိုရောက်တယ်နန်းတော်ရောက်တော့ရှောင်းရဲ့လက်ဆောင်မှုနေဖြစ်တယ်ရှောင်းသမီးနဲ့ရပြီးတော့မှနောက်ဆုံးတော့ရှောင်းလိုက်တဲ့အတွက်ထွက်ပြေးရတယ်အဲ့မှာတိကျကျများများနေရတာမဟုတ်ဘူးအဖကြီးရှိတဲ့အလုပ်ကချက်သိခံရမှာမဟုတ်ပါဘူးဒါဝိကအဖကြီးရှိသူ့ကိုဦးစားပေးတာမတွေ့ဘူးနော်မတွေ့ဘူးရှမွေလာလာပြီးသူ့သားကိုဘိတ်တိလာပေးတဲ့အခါမှာသူ့ကိုကြောက်နေရတာအော်ကောရှမွေလာမဟုတ်ဘူးလေဒီကောင်ကတော့မဟုတ်ဘူးနေအောင်ရှိတယ်တဲ့နဲ့အောင်ကလေးဟောဘူးပါဟောတယ်ပြောတယ်တော့ဟောတယ်ပြောတယ်အကိုရီးယားစစ်မှုသွားထိုင်တယ်ကိုတော့ရောက်တာရှော့တက်တယ်မှာအဖေကဘာလုပ်လဲသူတို့ရစ်ခါတော့ပို့ခိုင်းတာဒါဝိဆိုလို့ကျတော့လောကအဖေဇာတိဖေရဲ့ဦးစားပေးမှုဒါဝိမခံရပါဘူးဒါပေမဲ့ဒါဝိရဲ့နှလုံးသားထဲမှာအေးမြစ်တာနှလုံးသားအပြည့်ရှိတယ်ဘယ်လိုချင်းချင်းနှလုံးသားအပြည့်ဘယ်ဟာရလဲသူတောင်းရှော့ဟောတာရှော့လို့ကြော်ဖြတ်ခဲ့တဲ့အခါကောင်းကင်အဖရဲ့နှလုံးသားကိုခံစားရတယ်ဟာလေလုယာအဲ့ဒီကောင်းကင်အဖရဲ့နှလုံးသားကသူ့ထဲကိုရောက်နေတယ်ကောင်းကင်အဖရဲ့သဘောထားကသူ့ထဲကိုရောက်နေတယ်ကောင်းကင်အဖရဲ့မြစ်တာကသူ့ထဲကိုရောက်နေတယ်ကောင်းကင်အဖရဲ့ကျေးဇူးပြုခြင်းကသူ့ထဲကိုရောက်နေတယ်အဲ့တော့သူကအဲ့ဒီအရာတစ်ဖက်ပြနေပြီးစီစဉ်တော့တာပဲဒီနေ့ကျွန်တော်တို့နော်ဖခင်များနေဖေများနေစမှန်ပြီးတော့မှမပြောက်ပြတဲ့အဖကောင်းကင်အဖပဲဖြစ်တယ်အဲ့ဒီကောင်းကင်အဖရဲ့နှလုံးသားကိုကျွန်တော်အတွင်းထဲမှာသင်္ချာပေါက်ခံစားထားရတယ်ဆိုရင်ဒီနှလုံးသားကသူ့ဘာကိုပြန်နေပြီးတော့စီစဉ်သွားတာဖြစ်တယ်အာမင်နောက်ဆုံးတော့ဒီတော့ကဲဘယ်မှာပြောတာကုရှိကဘာဆက်လို့လိုက်ဒါဝိစီတီတယ်ဘာပြောကျော်စပွဲရလာပါလေကုရှိမင်းစပွဲရလည်းပြောစမ်းပါစပွဲချင်းလေးကိုရှင်ကြီးကိုရောကိုရံပုံကတော့ညလူစုံညကိုရောစန့်ကျင်ပုံကမိထော်ဖျောက်စန့်ကျင်တဲ့ညအားလုံးပါတော့ဒီစီမမလိုက်တော့ဒီကိုရောဟဲ့ဒီစမောဒါဝိကလည်းဒီသူတိလာစပွဲနိုင်တာသူအရေးကြီးတာကိုရှင်ငါပါပါရှိတော့ဘယ်လိုလဲအရှင်မင်းကြီးထော်လို့လင်းနေလေကိုရောတော်လဘောကစက်ကတော့သူများကဲတော့ဖြစ်ပါစေတော့ဟာတာတယ်ဆိုတဲ့စပွဲအောင်လည်းတော့ဒါဝိမပြောနိုင်ဘူးစပွဲတော့အောင်မပြောနိုင်ဘူးသူမူတာဒါကြောင့်ကျွန်တော်ဆောတနေ့တက်တက်အဲ့လိုထားတယ်နော်ထောက်လို့ရတာအိုးငါပါပါရှောင်းရတာကိုထူရင်ထူမှာပေါ့တော့နော်ငါပါပါရှောင်းငါပါပါရှောင်းတေကိုစားနာတေပါလေဟာတာပါရှောင်းဘာပြီးလို့ချစ်အသက်ပြီးလို့ချစ်တင်နဲ့စားနာတင်လိုက်ပါလားဒါဝိမသေးပါဘူးဘာရှောင်းတေပါလို့ကျွန်တော်အဲ့ဒီမှာညနေကြသူစိတ်နာကျင်ပြီးတော့မှသူ့ကိုသူတတ်မသိပါဘူးဒါဝိအသက်ကြီးတဲ့သူနေပါပါလေနော်နေသွားပါဒါပေမဲ့ကောင်းကင်ဖာကတော့ကျွန်တော်တို့ကိုစားသူ့ရဲ့သားတော်ကိုသိခဲ့စေတယ်ဟာလေလုယာအေးဒီလောက်ထိကျွန်တော်တို့ကိုချစ်တယ်ဒီကတော့ကျွန်တော်တို့နောင်နာရလို့အပြစ်ပေါ်ပြဝင်ချဆွတ်ပြလို့ဖျားကောင်းကြီးခံစားရတာမဟုတ်ဘူးနော်ဟုတ်ဘူးရှင်လူကကြွကြခန်းကြီး15မှာပါတယ်တားငယ်တော့တော့တာကိစ္စမှာတားငယ်သူနောင်နာရပြီး
ပြန်လာလို့အဖေရဲ့လက်တာခံစားရမှာဟုတ်အဖေရဲ့လက်တာအစလည်းအမှုပေါ်မှာရှိပြီးသားကြီးတီးပြီးသားကြီးအဲ့တော့ဒီနောက်ကဒီကောင်းနေရလေသူဝမ်းကြောင်းပြီးတော့နောင်လာရလို့ပြန်လာမှာမဟုတ်ဘူးနော်ကြောက်ကြတာကြက်ပါရှင်လူကပြန်ချင်စကားအခန်းငယ်16ရှင်လူကပြန်ချင်စကားအခန်းငယ်16သူဒီဝတ်စားတဲ့တော့ပဲကောင်းကိုပြင်စားချင်တဲ့နတ်မော်လေးနေရ၏အပေသူများအစာကိုကြွေးထိုးအခါတတိယနဲ့သူပြန်တတိယဘာလို့တတိယထိုးအခါတတိယနဲ့ငါဘာဤအိမ်၌အခါစားတော်သူများတို့သည်ဝါစွာစားရကြ၏ငါမူကားဤပြည်၌တိတ်အောင်အနတ်ခံရ၏ငါထား၍ကပ္ပထံသို့တွား၏သူဒီတရိယာရဲ့ဗာတရိယာသူဆိုခဲ့မိုက်တဲ့တော့ခဲ့ဖြုံးခဲ့တဲ့ဟာကိုတရိယာလာမဟုတ်တော့တော့လိုက်ရမှာမဟုတ်ဘာလို့တရိယာလဲအဖအိမ်ကိုတရိယာအဖအိမ်ရဲ့ကောင်းမြတ်ခြင်းအဖအိမ်ရဲ့ပြည့်စုံခြင်းအဖအိမ်ရဲ့ကျွမ်းဝခြင်းအဖရဲ့ကျေးဇူးပြုခြင်းကိုသူတရိယာအာမင်နာဖအိမ်မှာဝါအစိတ်ခံတဲ့သူတွေတော့ဝါစားရနာဒီမှာတေအောင်ငါခံရပြန်တယ်အဖအိမ်ဆိုတော့ကျွန်တော်ဖယားရဲ့ကောင်းမြတ်ခြင်းကောင်းမြတ်ဖားရဲ့ကျေးဇူးပြုခြင်းကောင်းမြတ်ဖားရဲ့မြတ်တာကောင်းမြတ်ဖားရဲ့ဂရုဏာကိုစင်ကြင်ပြီးရင်ကျွန်တော်တို့ချိန်တိုင်းအားလုံးကဖယားဘက်ကိုပဲပြန်တဲ့တော့ပါပဲဟာလေလုယာဖယားဘလောက်ကောင်းမြတ်လဲဖယားဘလောက်ကြီးမြတ်လဲဖယားဘလောက်ကျေးဇူးပြုလဲဆိုတာကိုကျွန်တော်စင်ကြင်ပြီးရင်အဖားရဲ့ကောင်းမြတ်ခြင်းနဲ့အိမ်တော်ရဲ့ပြည့်စုံခြင်းကိုစင်ကြင်ပြီးရင်ကျွန်တော်ရဲ့နေ့စဉ်ချိန်တိုင်းတွေကဖယားဘက်ကိုပဲရှောင်နေပါမယ်သူချိန်တိုင်းအဖားရဲ့ဘက်ကိုပြန်လဲပါတယ်ကဲအဲ့လိုပြန်လာခြင်းလို့ပြန်လာတာကတာနော်ပြန်လာတာကတာဒါပေမဲ့ဒီမျိုးဆုံးတွေ့တဲ့ခါမှာဒီအောင်ဆက်အောင်နော်အောင်ဆက်အောင်ကျမ်းစာကိုပြောလိုက်ဆို25年太岳阿爸成都多了一多岳为地多卡အဖတ်ဒီတာကိုမြင်နေတာပြေးသွားတာကိုမြင်နေတနာတော့စိတ်ရှိတယ်လေပြေးသွားရင်တာရဲ့ရေမင်းကိုပိုက်ဖက်ရဲ့နန်းရှုပ်နေဤဟာပြန်လာတာတာဒါပေမဲ့ဦးဆုံးမြင်တာအဖေကမြင်တာတာမြင်တာမဟုတ်ဘူးဘာလို့ဖေကမြင်တာလဲဝိသိတော့ခါလို့ပြောလို့ကြားစားဝိမြင်တာလေဘာလို့ဖေကမြင်တာလဲတာပြန်လာရင်တွေကတာပြန်စင်ခြင်းတွေကနေတိုင်းတည်တယ်လို့ဆိုအဖာနေတိုင်းတည်တယ်လို့ဆိုကောင်းကင်အဖာကျွန်တော်တို့ကိုနေစဉ်ကျွန်တော်တို့ချိန်မှန်းလေးကိုသူ့ဘက်ကလှည့်လို့ဆောင်နေတယ်အာမင်ကျွန်တော်တို့ပြန်လှည့်လာလို့ကောင်းကျိုးချမ်းသာခံစားရတာပေါ့နော်အကုန်ပြင်ပြီးသားအခုပြင်ပြီးသားဝယ်ချောင်းကြီးပြန်လာဆိုပေးချင်ဆုံးဖြတ်နေမှာပေါ့ဝယ်လည်းအကုန်လုံးရောက်ပြီလေကုန်ပြီလေချမောင်းကြီးဆုံးတဲ့တီချပ်ပြဲနေတာမှာပေါ့ဟုတ်တယ်မလားပေးတူးနေတာအဖလည်းတော့မင်းကနန်းမန်းကြီးတယ်တော့တော့ရေရင်မချောလိုက်မပြောပါဘူးမပြောပါဘူးချစ်ပိုက်နန်းရှုပ်ကလေးကပြောတယ်ဒါဖေးကျွန်တော်ဘုရားကျွန်တော်ကိုရောကောင်ပြန်မမိပါပြီအဲကြောင့်ကျွန်တော်သားလို့မခေါ်ပါနဲ့အစီခံတိုင်းရမှာပဲထားပါထမင်းလေးစားရရင်ဝအောင်စားရင်ချိန်တတ်ပါပြီဖြစ်ရဲ့အဲ့လိုပြောတယ်အဲ့ဒါနဲ့ဘုရားဒီကောင်တော့နည်းနည်းတော့လက်စပေးပါရမယ်နော်ရောခေါင်းထဲမှာလဲဆိုတော့ဟုတ်တယ်တော့လည်းငါကောင်းလေးပုံစံပြအောင်လေဆိုတော့ဟေးအစီခံရောက်လာတယ်သူ့မှာမင်းတို့တောင်းရအဆောင်ကမှလည်းပေးလိုက်ဖြာလေးပါလေခင်းပေးလိုက်ပါလားညမတော့အိတ်တော့မှာမနေ့6နိုင်ခါနော်နေတော့သွားမယ်နော်မင်းပြောတဲ့အတိုင်းပဲနော်ဆိုတော့အဖေကလို့ပြောပါမပြောတာစကားအဆုံးခံတာစကားအဆုံးခံဘာပြောနေလဲမင်းတဲ့စကားလေးလာကြစမြတ်တော်ဝိလုံရှင်အဲ့တော့တိချောက်ဖတ်တယ်ကြားစားနော်အဘကမြတ်တော်ဝိလုံရှင်ရဲ့သူ့ကိုခြုံချသူဤလက်၌လက်စွပ်စားကိုစင်ကြခြေနှင်းကိုလည်းစိတ်စင်ကြစူအောင်ကျွေးသောနွားကလေးကိုယူ၍တတ်ချဟာမင်းရောပေးချစပြန်နာတာလေးထွက်သွားတာချာပြီးဆိုတော့အိမ်မှာလည်းမင်းထွက်သွားတဲ့နေကလေးကမင်းပစ္စ
နာရှင်နေ family member ထိတ်မှဖြစ်တဲ့လက်စွပ်ပြီးတော့စူအောင်ကျွေးတော်နွားလေးကိုတတ်ချအဲ့နွားချန်တဲ့ကိုတော့ချန်တဲ့ကိုတော့ဒီကျုံတဲ့ကောင်ယူခိုင်းတာမဟုတ်ဘူးနော်အဲ့နွား special man တတ်တိကမွေးတာသူကအဖားမျောလင့်ခြင်းရှိတယ်ဘာမျောလင့်ခြင်းရှိတယ်ငါသားတနေ့ကျရင်ပြန်လာမယ်ပြန်လာတဲ့အခါပွဲလုပ်ဖို့ဆိုအဲ့နွားကတိကမွေးတဲ့နွားပါလားစူအောင်ကျွေးတော်နွားကလေးဆိုတာကျွန်တော်တို့ဖျားကိုစန့်ကျင်ပုံကံမှုပြုတဲ့အချိန်မှာပဲကောင်းကင်အဖကကျွန်တော်တို့အတွက်အရာအားလုံးပြင်ဆင်ထားဖြစ်တယ်။ဟာလေလုယာ။အာမင်။ဖျားနဲ့ဝေးတယ်လို့ထင်ရတဲ့အချိန်မှာဖျားစကားကိုနားထောင်နိုင်ဘူးလို့ထင်ရတဲ့အချိန်မှာပဲအတွင်းထဲမှာကိုအသက်တာမနိုင်ဘူးလို့ထင်ရတဲ့အချိန်မှာပဲကျွန်တော်ထင်တာငါဖျားနဲ့ဝေးတယ်ငါဖျားမကြိုက်တာတွေလုပ်နေဖျားငါ့ကိုရိုက်လို့ပဲတရားနဲ့ပြောလို့မလားလို့မျိုးကိုလည်းအဲ့လိုထင်တာဟောတပါထဲမှာကိုတန်ခတ်နေတယ်ဒီကောင်ကကောင်းကင်ဖိုင်နှလုံးသားကောင်းကင်ဖိုင်နှလုံးသားကဒီပါထွက်သွားတဲ့အချိန်သူသိပါတယ်ရှင်မြတ်အားလုံးသုံးဖြုံးတာပေကျူးနေတာပြည်စမားနဲ့ပေါင်းပေါ်တာကြိုက်လို့ဝေးပေါက်ဆောင်နေတာနောက်ဆုံးကုန်အားလုံးသူသိပါတယ်အဲ့ဒီလိုအချိန်မှာပဲဒီပါအတွက်အဖိုင်ပြင်ဆင်မှုကပြည့်စုံနေရှိတော်ပြနာအောင်ရှိပါစေအာမင်ဒီနေ့ကျွန်တော်အသက်အဆက်ကောင်းကင်ဖိုင်နှလုံးသားရှိအဲ့ဒီကောင်းကင်ဖိုင်နှလုံးသားကိုကျွန်တော်တွင်းထဲမှာခံယူပြီးတော့အဲ့ကောင်းကင်ဖိုင်နှလုံးသားကိုကျွန်တော်တွင်းထဲမှာရရှိပြီးတော့အဲ့ကောင်းကင်ဖိုင်ယေရှုပြုခြင်းရွေးလို့ခြင်းမြတ်တာပြီးမှယေရှုအဲ့ဒီချစ်ချင်းကျွန်တော်တွင်းထဲမှာခံယူပြီးတော့ဒီနေ့ကျွန်တော်ရဲ့ပေါင်းရင်းချင်းကျွန်တော်ရဲ့အပိုင်းမှာကျွန်တော်အသိတော်ကျွန်တော်ချင်းချင်းတော့ဆုံးတော်မင်းရဲ့များပေါ်မှာကောင်းကင်ဖိုင်မြတ်တာစီစဉ်တော်သူဖြစ်ရပါအာမင်အာမင်ဒီမှာစီစဉ်ကျွန်တော်ဒီမှာလုပ်တယ်နော်ဆိုတော့ကျွန်တော်ချင်းပါတာစားနဲ့နားလည်နေတာမနေ့ပိုင်းမှာမိတ်ဆက်ရရှိတယ်ဒီမှာစီစဉ်ဆောင်ဒီမှာပါတာစားနားလည်တဲ့သူတွေအတွက်ရွေးချက်ရှိတယ်လို့ဆိုမှနောက်တစ်ခေါက်ပြောတယ်အသင်းတော်တွေမှာလည်းဗါလဲနည်းနည်းတိုးတဲ့ဘာနဲ့ပြောပြီးပေါ်လာအဲ့လိုဟာလေရှိတယ်တချို့ကလည်းအဖို့မျိုးရှိတယ်ဆိုတော့စတောင်းတာဒီလိုမျိုးတွေကျွန်တော်တို့ကလည်းကောင်းကင်ဖရဲ့နှလုံးသားနဲ့စတောင်းရဒီလိုလူတွေတော့ဆောင်းဝင်နေတော့ကောင်းကင်ဖရဲ့နှလုံးသားနဲ့ယေရှုပြုရမြတ်တာစစ်စင်ပြီးတော့ဒီနေ့ Father's Day ဖခင်နာကိုကုန်ပြုတော့ကောင်းကင်ဖနှလုံးသားကျွန်တော်တို့နဲ့မှာစင်ကြရအောင်အာမင်အာမင်ဒါဝေကတုတာတွေကြီးစွာနာကျင်စွာဟောဟဲ့မိတွားမိနာမူတူတယ်လို့ပဲဒီနေ့ကောင်းကင်ဖကကျွန်တော်တို့အတွက်သူ့နှလုံးသားမှာနာကျင်ခြင်းနဲ့နာရှိတယ်ကျွန်တော်တို့ချင်တာပါဒီကောင်တော့များခင်ဗျာလောကဖခင်ဆိုတာပြောပြသွားတယ်ပါလေအခုကျွန်တော်ဖခင်ဆိုရင်ကျွန်တော်ဖခင်ဘုရားဘာသာပုံချင်းနဲ့နေတာတော့ပုံချင်းနဲ့ဆိုတော့ကျွန်တော်မတွေ့ဘူးအချိန်တော်ကြာနော်မတွေ့ဘူးနည်းနည်းစိတ်နဲ့တော့အဲဝစင်သိမရှိတဲ့လို့ဖြစ်တယ်လောကဖခင်ဆိုတာကပုံစံမျိုးရှိတာတိုးတော့တင်တဲ့ကျွန်တော်တို့စစ်မှန်တဲ့တယောက်တည်းသောအဖကောင်းတာဖြစ်တယ်အဲ့ဒီကောင်းကင်ဖခင်ကလူမျိုးမရှိဘာသာမရှိအယုတ်အလတ်အမြတ်မရှိစိတ်ရဲ့ချမ်းသာကြောင့်ကြားမင်းမှာပြီလူဆိုတဲ့သူကစတဲ့လူသားတိုင်းကိုအဲ့ဒီမှာချမ်းသာတဲ့မြတ်တာချစ်တယ်ဖြစ်ပါတယ်ဟာလေလုယာအဲ့ဒီဖခင်မြတ်တာနှလုံးသားကျွန်တော်တို့တွင်နေမှာခံရတဲ့ဒီဘာကိုကျွန်တော်စီစဉ်ရအောင်ရဖခင်ကိုကျွန်တော်ကိုပဲအောင်မတည့်ရတဲ့ဒီတော့ကိုကျွန်တော်တို့လည်းအောင်ပျော်ရွှင်ခြင်းကိုပြောချင်ပါတယ်ဒီကိုကျွန်တော်တို့ကောင်းတဲ့ဘုရားချီးမွမ်းရဒီမဲ့ဘုရားချီးမွမ်းလို့ကိုရအောင်ဒီကမှာကျွန်တော်တို့ကတော့သူကတော့ပဲရအောင်စုံစမ်းနေကျွန်တော်စတောင်းနေပြီ
ဟာအသက်ရှင်ထွက်ရဆန်းရည်ခြင်းဖြစ်တဲ့လို့ပြောနေတာကျွန်တော်တို့ဒီကိုရောဖတ်ရဲ့အလုံးသားကိုရောဖတ်ရဲ့မြတ်တာကိုရောဖတ်ရဲ့ဂိယူနာကိုရောဖတ်ရဲ့ချစ်ချင်းကိုခံယူပြီးလောကထဲမှာလူမှုပတ်ဝန်းကျင်နဲ့မိမိအတိုင်းမှာတော့ဆုံးသောဝိညာဉ်များတွေကိုရောမြတ်တာဂိယူနာကိုပြန်လဲစီစဉ်စီတော်သူများဖြစ်စေပါဗျာကျွန်တော်တို့သက်ရှင်ဝိညာဉ်မြတ်တာအပြင်ညောင်းပြီးအတတော်ဖိတ်တဲ့အတတော်ကိုနဲ့ပိုက်ယူညောင်းပါဗျာကိုရောကိုပြောပြပါနဲ့တောင်းတာဆိုင်တာပါအဖာကျွန်တော်ကကိုယ့်ရဲ့အားသာချက်ကိုမဟုတ်ဘူးအသက်ရှင်ခြင်းကိုပဲအရာအားလို့ကိုရောကိုပုံအပ်ပြီးကိုရောကိုပဲမဟုတ်ဘူးအသက်ရှင်တော်သူများဖြင့်ဝိညာဉ်တော်မှာစားပါဗျာအသင်တော်ယေရှုပြားမှာကောင်းချီးပေးပါလေဒီမနေ့ရဲ့ညနေညမစီစဉ်ကိုယေရှုပြားမှာကောင်းချီးပေးပါလေတိုးပွားစေပါချစ်တဲ့စေပါတောက်ဆုံးတဲ့ဝိညာဉ်တော်များစွာနဲ့ဒီစီစဉ်ဟာအဖဗျာဖြင့်အထူးသဖြင့်ဓမ္မလူမျိုးများအတွက်တာသနာပြုတဲ့စီစဉ်ဖြစ်စေပါဗျာဒါမှတော့ဘုန်းတော်လည်းဖြစ်စေပါနိုင်ငံတော်ဒီနေရာမှာတည်ထောင်ပြီးခြေတဲ့စေပါဗျာလက်တော်နဲ့အားပါလေဘုန်းတော်လည်းဖြစ်စေပါအရာအားလုံးကိုဘုရားယေရှုကြီးမှာတော်မူကြပါလေအဲ့ဒါကဒီလိုလက်တော်နဲ့ဘုန်းတော်ဘုရားဆုတောင်းတော်ခမည်းတော်သားတရှိတော်ဝိညာဉ်တော်ဒီယေရှုတော်ကြီးတော်မြတ်တော်နဲ့မှာလူလူလိုက်ရခြင်းစမမိနိုင်တော့ဒီသက်ရှင်တော်ဘောင်းခြင်းနဲ့အောင်မြင်ခြင်းကြီးတော်ကောင်းကျိုးချမ်းသာဖြာဖြာသည်ယနေ့ခုကိုရောပြောက်ကိုပြီးသွားတဲ့သားသမီးချင်းငယ်ရောက်တိုင်းပေါ်လိုက်တယ်ပေါ့အသေးတော်ပေါ်လိုက်တယ်ပေါ့မြမဆင်းပေါ်လိုက်တယ်ပေါ့ယနေ့မှဆိုရင်သခင်ပြားနေပြီကာလစံတဲ့ရောက်ရှိတည်ပါစေတော့